ရှင်သာယာလူဤအတုပဲလေနောင်နာကကာလ၌လေယဟန်တော်တို့သည်အကျဉ်းသာဗျာဟောကြားသည်တထာဂတဘာတိတဖြစ်သောတရားဒေသနာသုတ်တန်တော်တို့သည်တရားအားဖြင့်လိနည်းနဲ့ကုန်၏အ내အားဖြင့်လိနည်းနဲ့ကုန်၏လောကုတ္တရာဖြစ်သောမေဖို့နိဗ္ဗာန်နှင့်လိစကုန်၏အတ္တဇီဝပုဂ္ဂိုလ်သာတိတော်မှာစိတ်သုံးသောသုံးညတသဘောနှင့်လိစရှင်ကုန်၏သို့သောသဘောရှိသောအာဘိယဟောကြားသည်သုတ်တံတရားတို့ကိုတရားဟောပုဂ္ဂိုလ်တို့ဟောကြားသည်ရှိသောယူသေးစွာနာကြတော့မည်မဟုတ်ဤတွား၍သကိစ္စနာကောင်းသည်ဟူ၍မမှတ်ထင်ကြထိုတရားကိုရွတ်ဆိုဟောကြားသည်ရှိသောနာထောင်ကြမည်မဟုတ်ထိုတရားကိုသင်ကောင်းသည်နာကောင်းသည်ဟူ၍မြပင်မှတ်ထင်ကြတော့မည်မဟုတ်ချေထိုနောက်နာကကာလဝေယဟန်တော်တို့သည်အကျဉ်းတို့သဘောရှိသောသုတ်သံဂါထာသံတို့ကိုကြပြဆရာစာရေးဆရာပညာရှိကဝိတို့သည်ဖွဲ့သည်ကုန်းအပ်ပါကုန်၏ဆံပြသောအခရာဆံပြသောပုဂ္ဂိတို့နှင့်ပြည့်စုံပါပေကုန်၏သာသနာပြင်ပဘာယရကပုဂ္ဂိုလ်တို့ဖွဲ့စည်းအပ်သည့်သာဝကဘာတိတာမျိုးဖြစ်သည့်နာပြောပွဲရှိသောထိုသူသဘောရှိသောဂါထာသံသုတ်သံတို့ကိုသာလျှင်နောက်အနာဂတ်ကာလဝဲယူသည်စွာကြားနာကြကုန်လတ္တထိုသူသဘောရှိသောဂါထာသံသုတ်သံကိုဟောကြားမှသာလျှင်နာထောင်ကြကုန်လတ္တထိုသူသဘောရှိသောသုတ်သံဂါထာသံကိုမှနာကောင်းသည်သင်ကောင်းသည်မှတ်ကောင်းသည်ဟု၍မှတ်ထင်ကြကုန်လတ္တဖြစ်သားရန်တို့ဤနည်းဖြင့်ငါဗျာဟောကြားအပ်သည့်နဲ့လီနဲ့နဲလာသောတရားနဲ့အဓိပ္ပာယ်ရှိသောလောကုတ္တရာအကျိုးနဲ့လိစသောတတ္တဇီဝပုဂ္ဂိုလ်မှစိတ်သည်ကိုဖော်ပြတတ်သည့်သုံးညတသဘောနဲ့လိစရှင်သောငါဗျာသည်လေးသိင်ခြေကဘာတသိင်္ဂါလကြောင့်ပါရမီသာတရိယာတို့ကိုစီကူမှဟောကြားနိုင်သည့်နေနဲ့သောတရားတော်တို့သည်ကွယ်ပကုန်လိမ့်မည်တို့ရာကจิตယဟန်တို့ငါတို့သည်တမူကတရားဟောစင်စစ်ဧကံဖြစ်သည့်သဒ္ဓအားဖြင့်လိနဲ့နဲ့အ내အားဖြင့်လိနဲ့နဲ့လောကုတ္တရာဖြစ်သောမေဖို့နိဗ္ဗာန်ဒီဟုသောအကျိုးနှင့်လိသရှင်သတ္တဇီဝပုဂ္ဂလာတို့မှတကယ်စိတ်သည်ကိုဖော်ပြသည့်သုံးညတသဘောနှင့်သရှင်သောဤဘုရားဟောသုတ်တံတို့ကိုဟောကြားအပ်သည်ရှိသောယူသည်စွာငါတို့သည်နာကြားကုန်အပ်နာထောင်ကြကုန်အပ်ဤသို့သဘောရှိသောတရားတော်ကိုမှသင်ကောင်းသည်နာကောင်းသည်မှကောင်းသည်ဟူ၍မှတ်ထင်ကြကုန်အံ့ဟူ၍သင်ချင်းသားတို့သည်သာသနာတော်အတွင်းရှိရေးကိုရှေးရှုပြုသည်ဖြင့်လေးလာကြိုးကိုအားထုတ်ကြရမည်ဟုဤအာနိမည်သောသုတ္တံဒေသနာတော်မြတ်ကိုသာဝတိပြည်အရဝေများစွာသောယဟန်တို့ကိုအကြောင်းပြု၍သာပင်ညုများစွာဗျာဟောကြားတော်မူအပ်ပါသည်အရှင်ဘုရား